ဒီမျိုးသမီးကဘဲတကောင်နဲ့ချင်းတွေ့ဖို့သဘောတူလိုက်ပါတယ်ပထမဆုံးအကြိမ်ချင်းတွေ့ပြီးနောက်မှာတော့သူမဟာဒီအကောင်လေးကိုအကြီးအကျယ်ဆွဲလန်းသွားပြီးအတူတူရေချိုးရတာကိုပါယူသွတ်လာခဲ့တာပါဒါပေမဲ့ဒီဘဲလေးပေါ်လုံးဝအမိတဟဲပြုမိသွားတဲ့အချိန်မှာတော့သူမဟာရုတ်တရက်ဆိုတလို့ပဲသူ့ကိုဘဲကင်ဆိုင်စီပို့ပစ်လိုက်ပါတော့တယ်ဒီမျိုးသမီးရဲ့နာမည်ကတော့လူစီပါတနေ့မှာတော့သူမအချီအစင်မပြေဖြစ်ပြီးစိတ်တက်ကြနေတော့သူမရဲ့ရှေ့ကိုဘဲတကောင်လောက်လာခဲ့ပါတယ်အော်စရာကောင်းတာကဒီဘဲလေးကလူစကားပြောတတ်နေတာပါပဲလူစီတယောက်မယုံနိုင်အောင်ဖြစ်သွားပြီးသူ့ကိုအိမ်ကိုချက်ချင်းခေါ်လာခဲ့ပါတယ်ဒါဟာအိမ်မက်ဆိုးတစ်ခုရဲ့အဆဆိုတာကိုတော့သူမမသိခဲ့ပါဘူးအစပိုင်းမှာတော့ဒီဘဲလေးကသူမအပေါ်တိတ်ကောင်းခဲ့ပြီးသူမရဲ့အခြေအတွေ့အကြုံတွေကိုစိတ်ရှည်လက်ရှည်နားထောင်ပေးခဲ့ပါတယ်လူစီလည်းတဖြည်းဖြည်းနဲ့သူ့ကိုချစ်မိသွားခဲ့တာပေါ့သူတို့ရဲ့အိမ်တော်ရေးဘဝလေးအတွက်လူစီကအိမ်ကိုတန်းရှင်းရေးလုပ်ပြီးဒီအကောင်လေးအတွက်ရေကူးကန်လေးတောင်တေချာပြင်ဆင်ပေးခဲ့ပါသေးတယ်ဒါပေမဲ့လူစီကအရသာရှိတဲ့ညစာပြင်ဆင်ပြီးအတူတူစားဖို့ဖိတ်ခေါ်တဲ့အခါမှာတော့ဒီဘဲကရုတ်တရက်စိတ်မရှိဖြစ်လာပြီးသူမကိုဝါလုံးနဲ့ဆိုပြီးဝေဖန်มาတော့တယ်လူစီကဒေါသကိုထိန်းထားပြီးသူ့ကိုပြန်မပြောခဲ့ပါဘူးတနေ့မှာတော့လူစီအိမ်တန်ရောက်တဲ့အခါအရန်နံစုံနေတဲ့အနက်ဆိုးတစ်ခုကိုရလိုက်ပါတယ်အိမ်တအိမ်လုံးလဲဘဲချီတွေနဲ့ပေးပေါ်နေခဲ့တာပါဒါကြောင့်ပဲသူတို့နှစ်ယောက်စကားများရန်ဖြစ်ခဲ့ကြပါတယ်ရန်ဖြစ်နေတော့မှပဲဒီဘဲကပြန်တက်လာပြီးသူမကိုတိုက်ခိုက်ခဲ့ပါတယ်ဒါကလူစီကိုလုံးဝဒေါသထွက်သွားစေခဲ့ပါတယ်သူမဟာသူမရဲ့ embassy သွားပြီးရင်ဖွင့်တိုင်ပင်ခဲ့ပါတယ်အခြေအနေတွေကိုသိသွားတဲ့အခါသူမရဲ့အမကလည်းတော်တော်လေးဒေါသထွက်သွားပြီးသူမကိုဘဲကင်ဆိုင်တစ်ခုစီခေါ်သွားခဲ့ပါတယ်စီတန်းထားတဲ့ဘဲကင်တွေကိုကြည့်ရင်လူစီတယောက်ရဲတင်းတဲ့အကြံတစ်ခုရသွားခဲ့တာပေါ့နောက်တနေ့မနက်မှာတော့ဘဲကင်ဆိုင်ပိုင်ရှင်ကဒီဘဲရဲ့ရှိကိုလာခဲ့ပါတယ်ဒီဘဲလေးကအသေးအတန်ကူညီတောင်းပြီးလူစီစီကခွင့်လွှတ်မှုရဖို့တောင်းပန်နေပေမဲ့လူစီကတော့စိတ်ဆုံးဖြတ်ပြီးသားပါမပြန်ခင်မှာတော့ဆိုင်ပိုင်ရှင်ကလူစီအပေါ်စိတ်ဝင်စားသွားခဲ့ပါတယ်သူကသူမကိုတတိရှိရှိနဲ့ချစ်ခွင့်တောင်းခဲ့ပါတယ်ဒါပေမဲ့လူစီကသူ့ကိုညှင်းပယ်ခဲ့ပြီးတကိုယ်တည်းအေးအေးဆေးဆေးနေထိုင်တဲ့ဘဝကိုပဲပြန်လည်ရွေးချယ်လိုက်ပါတော့တယ်